တခါတလေညဘက်အိပ်ယာဝင်ခါနီးမှာငါဘာဖြစ်လို့ဒီလောက်ပင်ပန်းနေရတာလဲငါဘဝကဘာဖြစ်လို့အခြားသူတွေလိုမလှပရတာလဲဆိုတဲ့မေးခွန်းတွေကိုကိုမေးဘူးတယ်မဟုတ်လားလူတိုင်းမှာအိမ်မက်ရှိတယ်ဒါပေမဲ့လူတိုင်းကအိမ်မက်ကိုအကောင့်ထဲမဖော်နိုင်ကြဘူးဘာကြောင့်လဲအကြောင်းပြချက်မရှိလို့မဟုတ်ဘူးအခွင့်အရေးမရှိလို့လည်းမဟုတ်ဘူးသူတို့ရဲ့စိတ်ထဲမှာမဖြစ်နိုင်ဘူးဆိုတဲ့အတန်ကဖြစ်နိုင်တယ်ဆိုတဲ့အတန်ထက်ပိုကျနေလို့ပဲတကယ်တော့လူတစ်ယောက်ရဲ့အကြီးမားဆုံးရန်သူကအပြင်မှာရှိနေတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိနေတဲ့ကြောက်ရွံ့မှုတန်တရားအရှုံးပေးခြင်းစိတ်အဲ့ဒီအရာတွေကသာမင်းကိုရှေ့မတိုးနိုင်အောင်တားထားတာတခါလောက်စဉ်းစားကြည့်ပါကလေးတစ်ယောက်လမ်းလျှောက်တင်တဲ့အချိန်တခါတည်းလမ်းမလျှောက်တတ်ဘူးလဲကြတယ်ပြန်ထတယ်ထက်လဲတယ်ထက်ထားတယ်ဘသူကမှမင်းလဲကြတာများနေပြီဆက်မလျှောက်နဲ့တော့လို့မပြောကြဘူးဒါပေမဲ့လူကြီးဖြစ်လာတဲ့အခါကြာရှုံးမှုတစ်ခါကြုံတာနဲ့ကိုအရှုံးပေးလိုက်ကြတယ်မိတ်ဆွေကြာရှုံးတာကမင်းညံ့လို့မဟုတ်ဘူးကြာရှုံးတာကအောင်မြင်ဖို့တင်ယူနေတဲ့လမ်းကြောင်းတစ်ခုပဲလူတိုင်းရဲ့နောက်ွယ်မှာဘယ်သူမှမမြင်တဲ့မျက်ရည်တွေရှိတယ်ဘယ်သူမှမသိတဲ့ဒဏ်ရာတွေရှိတယ်ဘယ်သူမှမကြားတဲ့ဆူတောင်းတန်တွေရှိတယ်ဒါကြောင့်ကိုဘဝကိုအခြားသူရဲ့ဘဝနဲ့မနှိုင်းယှဉ်ပါနဲ့မင်းမြင်တာကသူတို့ရဲ့အပြုံးပဲမမြင်ရတာကသူတို့ရဲ့တိုက်ပွဲတွေဒီနေ့မင်းမှာငွေမရှိနိုင်ဘူးအလုံးမရှိနိုင်ဘူးဘယ်သူမှအားမပေးနိုင်ဘူးဒါပေမဲ့မင်းမှာအသက်ရှိသေးတယ်အသက်ရှိသေးတဲ့၍အခွင့်အရေးလည်းရှိသေးတယ်မနှက်ဖြန်ဆိုတာအသစ်ပြန်စနိုင်တဲ့လက်ဆောင်တစ်ခုပါဒီနေ့မင်းလုံနိုင်တဲ့အရာကိုလုပ်ပါကြီးမမဟုတ်ရင်တော့တေးသေးလေးစလိုက်ပါစာတစ်မျက်နှာဖတ်ပါမိနစ်24လာပါကိုအိမ်မက်အတွက်ခြေတလန်းလှမ်းလိုက်ပါအောင်မြင်မှုဆိုတာခုံပြန်ပြီးရောက်သွားတာမဟုတ်ဘူးနေ့တိုင်းမရက်မနာလှမ်းခဲ့တဲ့ခြေလမ်းတွေစုပေါင်းထားတဲ့ရလက်ပဲဒါကြောင့်ဒီနေ့ကစပြီးကိုအထင်သေးတာရက်လိုက်ပါကိုအိမ်မက်ကိုမလောင်ပါနဲ့မင်းကိုဘယ်သူမှမယုံရင်ကိုယုံပါမင်းကိုဘယ်သူမှမအားပေးရင်ကိုအားပေးပါမင်းကိုဘယ်သူမှမလက်ခုပ်တီးရင်တိတ်လေးဆက်ကြိုးစားပါတနေ့မှာမင်းရဲ့ရလက်ကစကလုံးတွေထက်ပိုကျဲလောင်စွာပြောပြပေးလိမ့်မယ်တနေ့မှာလူတစ်ယောက်ကမေးတယ်အောင်မြင်တဲ့သူနဲ့မအောင်မြင်တဲ့သူဘာကွာလဲအဖြေကရိုးရှင်းပါတယ်အောင်မြင်တဲ့သူကမလုပ်ချင်တဲ့နေ့မှာတော့လှုပ်တင်တာကိုဆက်လုပ်တယ်မအောင်မြင်တဲ့သူကတော့စိတ်ပါမှလှုပ်တယ်စိတ်မပါတဲ့နေ့ဆိုရက်လိုက်တယ်မိတ်ဆွေဘဝဆိုတာစိတ်ပါမှလှုပ်ရတဲ့နေရာမဟုတ်ဘူးတာဝန်ယူရတဲ့နေရာပါဒီနေ့မိုးရွာနေလို့နေမကောင်းနေလို့ပတ်စံမရှိလို့အချိန်မရလို့ဒီအကြောင်းပြချက်တွေကမင်းကိုခဏနာခွင့်ပေးနိုင်တယ်ဒါပေမဲ့အိမ်မက်ကိုတော့ဘယ်တော့မှမအကောင့်ထဲဖော်ပေးနိုင်ဘူးအချိန်ဆိုတာလူတိုင်းကိုတန်းတူပေးထားတဲ့လက်ဆောင်ပါချမ်းသာတဲ့သူလဲတရက်ကို24နာရီပဲရတယ်ဆင်းရဲတဲ့သူလဲ24နာရီပဲရတယ်ကွာခြားတာကအချိန်ကိုဘလို့အသုံးချတယ်လဲဆိုတာပဲတချို့ကတနေ့လုံးသူများဘဝကိုကြည်နေတယ်တချို့ကတနေ့လုံးကိုဘဝကိုတိဆောက်နေတယ်နှစ်အနည်းငယ်ကြာတဲ့အခါရလက်ကတိတိတသာကွာသွားတယ်မင်းတိလားတစ်ပင်တပင်ကိုစိုက်လိုက်ရင်နောက်တစ်နေ့မှအတိမတိဘူးရေလောင်းရတယ်နေအောင်လိုတယ်အချိန်လိုတယ်ဒါပေမဲ့စိုက်တဲ့သူကနေ့တိုင်းအမြင့်ပေါက်မပေါက်တူးမကြည့်ဘူးသူယုံကြည်တယ်ဆက်ပြီးပြုစုတယ်တနေ့မှအတီးကိုမြင်ရတယ်မင်းရဲ့အိမ်မက်တွေလည်းအဲ့ဒီလိုပဲနေ့တိုင်းနည်းနည်းချင်းစူးစမ်းပါရလက်မမြင်ရသေးလို့ကိုမတန်တရားဝင်ပါနဲ့တိတ်လေးစူးစမ်းနေတဲ့အချိန်တွေကအနာဂတ်ရဲ့အမြင့်တွေဖြစ်နေတယ်တချို့လူတွေကနောက်ကျသွားပြီလို့ပြောကြတယ်ဒါပေမဲ့ဘဝမှာစတင်ဖို့အကောင်းဆုံးအချိန်ကအခုချိန်ပဲမနေ့ကပြန်မလာတော့ဘူးမနှက်ဖြန်ကိုလည်းဘယ်သူမှအာမမခံနိုင်ဘူးဒါကြောင့်ဒီနေ့ကိုတန်မိုးရှိအောင်အသုံးချပါမိတ်ဆွေဘဝကအချိန်နဲ့မတိုင်းဘူးမရက်ပဲဆက်လျှောက်နိုင်တဲ့သူကိုပဲ
အဆုံးမှာအောင်မြင်မှုကကြိုဆိုတတ်တယ်ဒါကြောင့်မင်းရဲ့ခြေလမ်းကသေးနေပါစေရက်မသွားပါနဲ့တနေ့မှာမင်းရောက်ချင်တဲ့နေရာကိုတေချာပေါက်ရောက်လိမ့်မယ်ရွာတရွာမှာလူငယ်တယောက်ရှိခဲ့တယ်သူ့မှာအိမ်မက်ကြီးကြီးတစ်ခုရှိတယ်မိသားစုကိုဆင်းရဲတွင်းကနေဆွဲထုတ်ခြင်းနဲ့အမေကိုကောင်းကောင်းထားခြင်းနဲ့ကိုဘဝကိုကိုယ်တိုင်ပြောင်းလဲခြင်းနဲ့ဒါပေမဲ့သူ့မှာငွေမရှိဘူးအဆက်အသွယ်မရှိဘူးဘွယ်ကြီးလည်းမရှိဘူးလူတွေကပြောကြတယ်မင်းလိုလူကဘာဖြစ်မှလဲအိမ်မက်တွေမတ်မနေနဲ့လက်တွေ့ကြကြနေစမ်းသူနာကျင်ခဲ့တယ်ဒါပေမဲ့သူတိတ်တိတ်လေးပြုံးလိုက်တယ်ဘာလို့လဲဆိုတော့လူတွေရဲ့စကားကသူ့အနာဂတ်ကိုမရေးနိုင်ဘူးဆိုတာသူသိတယ်သူနေ့တိုင်းစာဖတ်တယ်နေ့တိုင်းအစ်စ်တစ်ခုသင်ယူတယ်နေ့တိုင်းကိုမနေ့ကထက်နည်းနည်းပူကောင်းအောင်ကြိုးစားတယ်ရလက်ကတော့ပထမတစ်လဘာမှမပြောင်းလဲဘူး3လဘာမှမထူးခြားဘူး6လလူတွေကသူ့ကိုလှောင်နေတော့မယ်ဒါပေမဲ့တစ်နှစ်ပြည့်တဲ့အချိန်သူပြောင်းလဲသွားခဲ့တယ်ငွေကြောင့်မဟုတ်ဘူးနာမည်ကြောင့်မဟုတ်ဘူးသူ့ရဲ့အတွေးခေါ်ပြောင်းလဲသွားလို့ပဲအောင်မြင်မှုဆိုတာအပြင်ကမစဘူးအတွင်းကစတယ်စိတ်သက်ပြောင်းရင်အပြုအမူပြောင်းတယ်အပြုအမူပြောင်းရင်အလေးအကျင့်ပြောင်းတယ်အလေးအကျင့်ပြောင်းရင်ဘဝပြောင်းတယ်မိတ်ဆွေမင်းလဲဒီနေ့ကစပြီးတခုလောက်ဆုံးဖြတ်လိုက်ပါငါမနေ့ကထက်ပိုကောင်းတဲ့လူဖြစ်မယ်ဒီစကားတစ်ခွန်းနဲ့မနက်တိုင်းစလိုက်ပါဘသူကမင်းကိုလှောင်ဘသူကမင်းကိုမယုံမင်းရဲ့လမ်းကိုမရက်လိုက်ပါနဲ့ဘာလို့လဲဆိုတော့လှောင်တဲ့သူတွေကမင်းရဲ့ခရီးကိုမလျှောက်ပေးနိုင်ဘူးအောင်မြင်တဲ့အခါဝမ်းသာပေးမဲ့သူတွေရှိမယ်မဝမ်းသာတဲ့သူတွေလည်းရှိမယ်ဒါပေမဲ့သူတို့ရဲ့ထင်မြင်ချက်တွေထက်မင်းရဲ့စူးစမ်းမှုကပိုအရေးကြီးတယ်ဒီနေ့ပင်ပန်းနေရင်ခဏနာပါဒါပေမဲ့လုံးဝမရက်လိုက်ပါနဲ့ဒီနေ့မျက်ရည်ကျရင်တုတ်လိုက်ပါဒါပေမဲ့အိမ်မက်ကိုမပစ်လိုက်ပါနဲ့မှတ်ထားပါမင်းရဲ့ဘဝကိုပြောင်းလဲနိုင်တဲ့သူကဘယ်သူမှမဟုတ်ဘူးမင်းကိုယ်တိုင်ပဲတခါတလေဘဝကငါတို့ကိုမတရားသလိုခံစားရစေတယ်ကြိုးစားတဲ့သူကချက်ချင်းမအောင်မြင်ဘူးမကြိုးစားတဲ့သူကအဆင်ပြေနေပုံရတယ်အဲ့ဒီအချိန်မှာတရားမျှတမှုဆိုတာတကယ်ရှိရဲ့လားလို့မေးချင်စိတ်ဖြစ်လာတတ်တယ်ဒါပေမဲ့ဘဝကအပြေးပြိုင်ပွဲတူမဟုတ်ဘူးမာရသွန်အပြေးပြိုင်ပွဲလိုပဲအစမှာရှေ့ရောက်နေတဲ့သူကအဆုံးမှာပထမရမယ်လို့မသေးချဘူးတလန့်ချင်းမရက်ပဲဆက်လျှောက်တဲ့သူကသာပန်းတိုင်ကိုရောက်တတ်တယ်တနေ့အသက်ကြီးလာတဲ့အခါကိုပြန်မေးရမယ့်မေးခွန်းတစ်ခုရှိတယ်ငါမအောင်မြင်ခဲ့တာလားမဟုတ်ဘူးငါစူးစမ်းခဲ့ရဲ့လားဆိုတဲ့မေးခွန်းပဲအဲ့ဒီမေးခွန်းရဲ့အဖြေကိုဒီနေ့မင်းရေးနေတယ်မနှက်ပြန်မဟုတ်ဘူးလာမယ့်နှစ်မဟုတ်ဘူးအခုဒီအချိန်မှာပဲဒါကြောင့်ဒီဗီဒီယိုကိုနားထောင်ပြီးတဲ့အချိန်ဘဝကချက်ချင်းပြောင်းလဲသွားမှာမဟုတ်ဘူးဒါပေမဲ့မင်းရဲ့ဆုံးဖြတ်ချက်ပြောင်းသွားနိုင်တယ်ဆုံးဖြတ်ချက်တစ်ခုကအလေးအကျင့်ကိုပြောင်းတယ်အလေးအကျင့်ကအနာဂတ်ကိုပြောင်းတယ်ဒီနေ့ကစပြီးလူတိုင်းထက်သာအောင်မကြိုးစားပါနဲ့မနေ့ကမင်းထက်ပိုကောင်းအောင်ပဲကြိုးစားပါတခြားသူရဲ့အောင်မြင်မှုကိုမနာလို့မဖြစ်ပါနဲ့အဲ့ဒီအစားငါလည်းတနေ့ရောက်နိုင်တယ်လို့ကိုပြောပါကြာရှုံးမှုကိုမရှက်ပါနဲ့မကြိုးစားတာကိုသာရှက်ပါအချိန်တွေကုန်သွားလိမ့်မယ်ရာသီတွေပြောင်းသွားလိမ့်မယ်လူတွေလည်းပြောင်းသွားလိမ့်မယ်ဒါပေမဲ့မင်းရဲ့အိမ်မက်ကိုမင်းကိုယ်တိုင်မစွန့်လို့တ၍အဲ့ဒီအိမ်မက်ကမသေးဘူးဒီစကားကိုအမြဲမှတ်ထားပါမင်းဖြည်းဖြည်းရှောက်နေတာကအရေးမကြီးဘူးရက်မသွားဖို့ကအရေးကြီးတယ်ဒီနေ့မင်းရဲ့ဘဝမှာဘလို့အခက်အခဲပဲရှိနေပါစေဒီနေ့ကမင်းရဲ့အဆုံးမဟုတ်ဘူးဒါဟာအသစ်ပြန်စဖို့အခွင့်အရေးပဲမင်းကိုမင်းယုံကြည်ပါမင်းရဲ့မိသားစုအတွက်ကြိုးစားပါမင်းရဲ့အိမ်မက်အတွက်ကြိုးစားပါတနေ့မင်းအောင်မြင်လာတဲ့အခါဒီနေ့ရဲ့နာကျင်မှုတွေကိုကျေးဇူးတင်နေမိလိမ့်မယ်နောက်ဆုံးအနေနဲ့ဒီအတန်ကိုနားထောင်နေတဲ့မင်းကိုစကားတခွန်းပဲပြောချင်တယ်မင်းမှာအိမ်မက်ရှိနေသေးရင်မင်းမှာမျှော်လင့်ချက်ရှိနေသေးတယ်မျှော်လင့်ချက်ရှိနေသေးရင်မင်းဆက်လျှောက်ဖို့အကြောင်းပြချက်ရှိနေသေးတယ်ကျေးဇူးတင်ပါတယ်
Peter knowledge မနဲ့အတူ နောက်ထပ်ဘဝအတွက်အားအင်ပေးမဲ့အကြောင်းအရာတွေမှာပြန်လည်ဆုံတွေ့ကြမယ်